အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်စာအုပ်လေးတုံးနဲ့မိတ်ဆက်ပေးချင်လို့ဒီစာအုပ်လေးကတော့ဒီဂီတဝတ်မုံဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီဂီတဝတ်မုံဆိုတဲ့စာအုပ်လေးကစန္ဒယာဆရာဦးခင်လပြုစုပြီးတော့ရေးသားထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်တန်ဖိုးရှိပြီးတော့တန်ဖိုးကြီးသောကျရဏလေးတစ်ခုပါပဲအဲ့တော့မြန်မာတိုင်းနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ကဒီအဲမှာပါဝင်တဲ့ကျူးတချင်း73ပုဒ်ကိုတင်မထားရင်လုံးမ82မရပါဘူးလုံးမအဆင်ပြေမှာပေါ့ပါအဲ့တော့ဒီစာအုပ်ကလေးထွက်လာရတဲ့အပေါ်မှာလည်းကျွန်တော်တို့အများကြီးဝမ်းသာပါတယ်ဟိုတော့လည်းရှိခဲ့ပြီးပါတယ်အများကြီးပေါ့နော်ရေးခဲ့ကြပြီးပါတယ်အဲဒီလိုပဲစန္ဒယာဆရာတွေစာရေးဆရာတွေစန္ဒယာဒီမြန်မာတန်နဲ့ပတ်သက်တဲ့ဆရာတွေရေးခဲ့ကြပြီးပါတယ် international notes တွေနဲ့လည်းရှိခဲ့ပါတယ် sound အနေနဲ့လည်းရှိခဲ့တယ်တခြားသောပတ်သက်လာတွေအနေနဲ့လည်းရှိခဲ့တယ်စန္ဒယာအနေနဲ့လည်းရှိခဲ့ပြီးပါလိမ့်မယ်ဒါပေမဲ့အခုချိန်မှာတော့ဒီခေတ်မီတိုးတက်လာတဲ့ဒီနေ့ဒီချိန်ခါမှာတော့ပို့ပြီးတော့ကျွန်တော်တို့ကပို့ပြီးတက်ရနဲ့ပို့ပြီးကောင်းမွန်လုပ်ပေးလာနိုင်တဲ့အနေအထားမျိုးရှိလာတဲ့အတွက်ကျွန်တော်တို့ကဒီစာအုပ်ကပို့ပြီးတော့အရင်ကထက်စာပေါင်းများစွာပို့ကောင်းလာတဲ့စာအုပ်တော့ပဲဖြစ်ပါတယ်စီစဉ်ပေးတဲ့သူတွေကလည်းမာနစန္ဒယာနဲ့ပတ်သက်လို့ဓမ္မကောင်းကြတဲ့စန္ဒယာဇေယမင်းတို့စန္ဒယာရင်းနန္ဒတို့ဦးစီးပြီးတော့ဒီစီစဉ်ပေးခဲ့ကြပြီးတော့ဒီမြန်မာစန္ဒယာအဖွဲ့ပါနော်မြန်မာစန္ဒယာပညာရှင်များအဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကနေပြီးဦးစီးပြီးတော့ဒီစာအုပ်ကလေးကိုဖြစ်မြောက်အောင်အတွက်ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတာပဲဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်ကလေးကအင်တာမတန်ဖိုးရှိပြီးတော့အင်တန်ဖိုးကြီးသောရဟန္တာလေးဖြစ်ပါတယ်လို့ကျွန်တော်စောစောကလည်းပြောခဲ့တယ်လို့ပဲကျွန်တော်စောစောကပြောခဲ့တယ်လို့လည်းဒီစာအုပ်ကလေးကအရန်ကိုကောင်းမွန်တဲ့စာအုပ်ကလေးဖြစ်ပြီးတော့အင်တာမမြန်မာတန်ကိုလေ့လာသင်ယူမယ်ဆိုရင်တော့ဒီစာအုပ်ကလေးနဲ့စတင်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့ပြည့်စုံသွားမှာဖြစ်ပါတယ်အဲ့တော့အင်တာကောင်းမွန်တဲ့စာအုပ်လေးဖြစ်တဲ့ပြင်ဒီစာအုပ်ကလေးထဲမှာဆရာဦးခင်လက်ရဲ့အကြောင်းလေးတွေလည်းရေးသားထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဆရာဦးခင်လက်ရဲ့ biography လေးပေါ့နော်သူရဲ့လူပညာလောကဖြတ်သန်းလာပုံလေးတွေဒါလေးကိုလည်းအရှုရမှာဖြစ်ပါတယ်ဆရာရဲ့ story ပေါ့ဆရာရဲ့ story ကိုလည်းသိရှိရမှာဖြစ်ပါတယ်နောက်တစ်ခါဒီစာအုပ်ကဒီထဲမှာမြန်မာလက်နံပါတ်နဲ့ပေါ့နော်1 2 3 note နဲ့မြန်မာလက်နံပါတ်နဲ့လည်းပါရှိမှာဖြစ်ပြီး international notes နဲ့လည်းပါရှိမှာဖြစ်ပါတယ်ကျိုး73ပုဒ်လုံးကိုတခြင်း73ပုဒ်လုံးကိုသူကဒီ1 2 3 note အနေနဲ့ရော1 2 3 notes အနေနဲ့ရောကျွန်တော်တို့ဒီ international notes အနေနဲ့ပါနှစ်ခုလုံးတွဲပြီးထားတာဖြစ်တဲ့အတွက် international notes နဲ့ပဲလေ့လာ1 2 3 notes နဲ့ပဲလေ့လာအများကြီးအထောက်အကူဖြစ်မှာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်ကလေးကိုမဖြစ်မနေမြန်မာတန်ကိုမှစိတ်ဝင်စားတယ်မြန်မာတန်ကိုမှမျက်နှိုးတယ်မြန်မာတန်ကိုမှဝါသနာပါတယ်လိလာလိုက်စားခြင်းတယ်ဆိုတော့မဖြစ်မနေဝယ်ယူလိလာရမယ်စာအုပ်ဒီစာအုပ်ပဲဖြစ်ပါတယ်ဒီတခြင်းလေးတွေကိုနားထောင်ခြင်းနဲ့နားထောင်ကြည့်ခြင်းနဲ့ဆရာရဲ့တီးထားတဲ့လက်ကွက်ကိုလည်းဒါရိုက်ကြည့်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီရှေ့မှာပါတဲ့နော်ဒီရှေ့မှာပါတဲ့ဒီ QR code ကလေးကိုဖတ်လိုက်လို့ရှိရင် QR code ကလေးကို scan လုပ်လိုက်လို့ရှိရင် YouTube မှာရှိတဲ့ဆရာတင်ပေးထားတဲ့ဗီဒီယိုလေးကိုပါကြည့်ခွင့်ရမှာဖြစ်ပါတယ်တစ်ချက်အလိုက်ပေါ့နော်ထန်တရားတီတာတာယာတစ်ချက်အလိုက်ဗီဒီယိုလေးတွေတင်ပေးထားပါတယ်လက်ကွက်နဲ့တကွာပေါ့နော်ဒီ left fingering position ရောဒီစန္ဒယာပုံစံစန္ဒယာမှာတီးပြနေတဲ့ပုံစံလေးတွေမှာမြင်တွေ့ရမှာဖြစ်ပါတယ်ဒီဂီတဝတ်မုံဆိုတဲ့စာအုပ်ကလေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီစာအုပ်ကိုဖြန့်ကြည့်တဲ့ကျွန်တော်လင်းလုံးခင်စာပေတိုက်တော့ Facebook page လည်းရှိပါတယ်နော်လင်းလုံးခင်စာပေဒီ Facebook page မှာလည်းမှာလို့ရပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီ Ryan Music မှာလည်းဝယ်လို့ရပါတယ်ရန်ကုန်ဒီပြည်သာလမ်းမှာရှိတဲ့ Ryan Music မှာလည်းဝယ်လို့ရမယ်နောက်တစ်ခါစန္ဒယာရင်းနန္ဒစန္ဒယာဇေယမင်းသူတို့တွေစီမှာလည်းမှာယူလို့ရနိုင်ပါတယ်နောက်ဒီကျွန်တော်ဒီဗာလေမြန်မာစန္ဒယာအဖွဲ့ရဲ့ဒီ page ရှိပါတယ်အဲ့ဒီ page ကနေတစ်စင်လဲဝယ်ယူနိုင်ပါတယ်ဒါလေးကိုကျွန်တော်တင်ပေးခြင်းလို့တိုင်းကောင်းပေးခြင်းလို့ဒီဗီဒီယိုလေးရဲ့ကျွန်တော်ပြပါတယ်အင်တန်တန်ဖိုးရှိပြီးအင်တန်တန်ဖိုးကြီးသောရန်နာလေးတို့ဖြစ်တဲ့ဒီဂီတအဝတ်မုံဆိုတဲ့စာအုပ်လေးကိုဝယ်ယူအပေးလေ့လာနိုင်ကြပါစေတက်မြောက်နိုင်ကြပါစေကျွမ်းကျင်နိုင်ကြပါစေလို့မြန်မာသံကိုဆက်လက်ပြီးတော့မျက်နှာနိုင်ကြပါစေလို့ပြောကြရတဲ့ပဲကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ